တလေမှာလောကကြီးကိုပြုံးရက်ပြနေပြီမဲ့ရင်ထဲမှာလောဝန်ထုံးဝင်ဖို့တကူကိုဒီပစီထားရရအောင်မျိုးပဲနေထနေစဟိုတော်ဟိုတော့လုံနေရအောင်စားလဲနာကပြောနေကိုလူငယ်တရောတော့ရရတိုင်းစီပန်ပန်ရရဲ့မီရှင်ကိုကေလာယိုခီတိုင်းမှာသူရုပ်ကန်နေရအောင်စားတွေကိုဒီရပြီးရရတိုင်းစီမကော့ဖြစ်ရရဲ့နေလုံးစားရှာရအောင်ပစံတွေကိုရစ်တွားခါမှာလဲမလားဟမြယာနုဆိုစားထက်ညောင်လင်းရှင်ကိုတိုက်တနေရအောင်မျိုးပဲပစံကမီရှင်ကိုစိတ်ကူပေးနိုင်ဟိုနာစတော့စရီလောက်လို့ဟုတ်စီထဲမှာတီတီရဆူတော့နေမီရဲ့လုပ်ငန်းကွက်မှာသိစီမူအများနေပြီးတော့လော်တွေရလဲဟက်ခါလဲပြီးပဲမျိုးပဲလော်တွေအမိတန်ရအောင်နေတွေရလဲနော်ခေလက်တလန်ပလန်ဆူရမျိုးခံစားရပြီကိုမရှင်လေးကိုယုံကြည်မှုနည်းနည်းအောင်ကိုမှမေဟန်မျိုးဖြစ်လာရဲ့အမိုးစာကိုတရော်တဲ့ရဲ့ခံစားခြင်းပါအမိုးခံစားခြင်းကကိုတိုင်ရဲ့ဂီတာထဲမှာပဲပြောနေဦးတန်အောင်မျိုးပဲလောအားနဲ့ဆောင်းပလန်ရောခီမှလည်းခံစားနေအောင်စားတွေကနေတတရရဝသိစီနီတမှုရဲ့နေတာရှယ်ကြီးရဲ့နေတာရမေပဲကိုတန်တွေနာပဲရောတဲ့စောက်တာဝါရဲ့လုံးတွေပြီးအောင်ကုန်မှဖီအားရရပြောဝပဲနော်စီထဲမှာမြဲတဲ့ပဲတင်တန်ထန်နေရဲ့ခါတလေမှာကနာဝဲရောစားရီရှင်နေကူမှာကိုစီထဲမှာလောခုခုကိုလိုနေတုပသေးလိုက်ဘော်ရီမှာပြနေရောစားရီကကိုပိုင်ဥစားရီမူပဲနာသူများနာနှိုင်းနေဥစားရီပဲပြာနေတိုင်သူပဲကိုမြင်နာရီသူပဲကိုခန္ဓာကိုချိုးစားရီနာလဲစောဝဲဆိုပြီးတမန်ကိုချောနေလာနေဝယ်ရရကြမှာမှန်တဲ့ကိုပုတ်ကစစ်စစ်မင်းများစွာကိုခံနေရောမေကုန်းခူမျိုးဖြစ်လာရဲ့အင်းနာစာမေဘဲကိုပုံရီတွေကိုပဲကိုကွယ်နေကြီးကိုအမူလောကာကြီးထဲမှာစင်ရဲမွဲသိမှုဆိုတာကဤထဲမှာပဲရှင်းနေစမှုသူ့လိုမျိုးလဲစုပ်ပြီးလာနေနိုင်ရဆိုပြီးကိုတွေးနေကိုတင်ငယ်စီနာမြဲတမ်းခံစားနေရအောင်ခံစားချက်ထဲမှာပဲရှင်းနေစားဖြစ်ရဲ့ခါတလေမှာရတိုင်းခက်ခဲကိုခန်းကန်တာဆိုစားလူတွေရှိမှကပြရောက်စားရီမျိုးမူပဲနာပီရောက်ခေါ်ပေါ်ရရဲ့နော်မှာခံစားနေရအောင်စားမျိုးပဲဖြစ်ရဲ့မြဲတမ်းရဖြစ်နေကိုဤတဤကိုအေးချက်ချမ်းဖြစ်ကိုဒိုးစားခါမှာရံဖြစ်ကိုကြားတဲ့
ဝန်မပါကိုပြောခန့်ရပြီကျန်းဖတ်ခန့်ရအောင်စီနေမျိုးရှေးကြခဖြစ်လာအောင်ဒီမှာဤဆိုကားလို့ရပြီးပဲဟာဖြစ်ရှင်ရောက်ပွဲလာရဲ့စီအေလာအေနာနောက်ခုနေရောနေရတခုကနေကိုတိုင်း shop place နေရောလင်းမိတိုင်းတခုဖြစ်ရှင်လော်လဲဝါလေးရဲ့ကျော်တို့ကုလောကကိုဘဝရဲ့ခန့်ကန်တာကိုတိုင်းကပြကေးရပါရဲ့အဲ့ဒီမဲ့ကျော်တို့ဘဝထက်ကချင်းတန်းတဲ့ဟာတစီနေစားကြပါပြီကျော်တို့ကစာတပြောနေမျိုးခံစားရပြီကိုတိချဆိုတင်ကိုချစ်စင်မှန်းကိုဒီရနေပါရဲ့ငယ်ချင်းလေးရော်ရဲ့တွေ့ဆုံမှုကဘဝမှာစင်ပြေပဲကိုကြောရတွေကိုပဲများစုပ်ပြောဖြစ်လာခဲ့ပါရဲ့အမို့စင်မပြေစားတွေစီညင်းနေရအောင်စားတွေကကျော်တို့ဖျားရှင်နာရောချင်းစီကိုရောခွဲခြားပါရဲ့အဲ့ဒီမဲ့ဖျားရှင်ကကျော်တို့ပြထားကျော်တို့လန့်ပြပေးမဲ့လူတရောဖျားရှင်ကကျော်တို့ဘဝထဲကိုဝင်လာစေပါရဲ့အမို့စရာကျော်တို့ဖျားရှင်ဖောက်ပလန်လဲစေကိုသူဖုန်းထဲမှာရှင်ကို TVB application ထဲကရှင်လူကခန်းကြီးတဲ့ခန်းငယ်88နဲ့89ကိုပြပါရဲ့သူကကျော်တို့သူဤတင်းတော်လာဟိုတွားလဲခရသေးရဲ့အမျိုးနာပဲကျော်တို့ကသူစီယာနေကိုတော်ယေရှုရဲ့ရားတော်တွေကိုပို့ပြီးကြားနာနိုင်ဖို့အတွက်သူရဲ့ဤတင်းတော်ကိုတွားကြပါရဲ့သူကလည်းကျော်တို့နေထွေးနာကြိုးဆိုလေရဲ့အမိုနီယာမှာကျန်းစာဖာဥစားတွေဓမ္မချင်းတိစောဥစားတွေနာစူပေါဥစားတွေလုပ်ပြီးတော့မှကျော်တို့ရဲ့စီတွေကချင်းတက်စစ်တဲ့မျိုးမြူးကြွားပြီးပျော်လာခဲ့ပါရဲ့လေးလာလေပလုံးသွားလာလေနေလေပလုံးလေသွားရှင်သန်နေရဲ့ကဘာကြီးဟာတနေ့တော့ပျော်ကွယ်မယ်နိုင်လေသာလဲပန်းနေခီလေးပြန်ကုန်းဆုံးသွားဆုံးရှုံးရမယ့်တနေ့အတွက်နိုင်လေစဉ်းစားပြီးလို့အနေစာတရားကနေရယူအမျိုးနာပဲကျော်တော်ကလည်းဤတင်းတော်မှာဖျားမှုတော်ကိုထမ်းစော့စီအထက်တန်းလာပါရဲ့အဲကြောင့်ဆရာစီကိုတွားပြီးလိုအားစားတွေကိုတန်ယူပေးပါရဲ့ကျော်တို့ရဲ့ပြည့်တွေ့သွားဝန်ခံတော့ပန့်ပြီးဖျားရှင်ဖာကိုပြန်လဲလိုက်ခါမှာဖျားရှင်က
ကျော်တို့ဘဝသိဆုပြီးခေါ်ကိုချစ်တဲ့တပုံကိုပြန်ပေးလိုက်ရဲ့အမို့ချင်းကိုကျော်တို့ရောတဲ့ဆိုနေကေးစားမှုကဖျားရှိရဲ့မိသားစုထဲမှာရှင်ကိုလူတွေကလုံနာတူတူဆိုနေကေးစားဖြစ်ရဲ့သူတော်ရင်နာကိုတော်ရဲ့ဒီတောင်းတန်ယူရဲ့ဖျားရှိရဲ့တန်းကားတွေထဲရနေချင်းစာသားတွေကိုလေးလိုက် ချင်းတူတူဆိုနေတာပဲကျော်တို့ရဲ့ပတ်ဝန်းကျင်မှာတာယာလာပါကိုဒါတန်းစီတရားတစ်ခုရှင်းလာရဲ့တရားမူတော့ကိုချမ်းစော့ရတာကျော်တို့ရဲ့ဘဝမှာခက်ခဲနာစီမင်းသားတွေဟမျိုးပဲကြည့်တော့ကြားရှိမှတူတူဘလို့ရှိသိခံရှိနေတာစီကိုသိချင်တာပြောရှိရှိလို့ဆက်တာပါ